နေ့ grade 12 chapter 1 complex number တွေအကြောင်းကိုစပြီးတော့လေ့လာပါမယ် complex number တွေကိုမလေ့လာရင်ဆရာတို့ဒီအရင်ဆုံး number တွေကိုလေ့လာပါမယ် number တွေကိုလေ့လာမယ်ဆိုရင်ဆရာတို့ဒီပထမဆုံး number တွေကိုလေ့လာတယ် number တွေကဟိုးရင်ပထမဆုံးအစအဦးဆုံးဆရာတို့စပြီးလေ့လာခဲ့တာဒီဘာ number တွေကိုလေ့လာခဲ့လဲဆိုရင် natural number လို့ခေါ်တဲ့သဘာဝကိန်းတွေကိုစပြီးတော့လေ့လာခဲ့ပါတယ် natural number သဘာဝကိန်းတွေကိုလေ့လာခဲ့တယ်ဘာလဲဆိုဥပမာ1 2 3အဲ့လိုမျိုးအစရှိတဲ့ natural number သဘာဝကိန်းတွေကိုလေ့လာခဲ့တယ် natural number သင်္ကေတ n နဲ့အဲ့ natural number တွေပြီးရနောက်မှာ natural number တွေကိုခြုံပြီးတော့ထပ်ပြီးနောက်ထပ်တစ်စုကိုလေ့လာတယ်အဲ့ဒီနောက်ထပ်တစ်စုကဘာ number လဲဆိုတော့ whole number လို့ခေါ်တဲ့ whole number အပြည့်ကိန်းတွေကိန်းပြည့်တွေကိုလေ့လာခဲ့ whole number တွေကိုလေ့လာခဲ့ပါတယ် whole number တွေဆိုတာဘယ်ကနေစမလဲဆိုရင်0ကနေအစပြုတဲ့ကိန်းတွေပါ0 1 2 3အဲ့လိုမျိုးအစရှိတဲ့ကိန်းတွေတို့သင်္ကေတ w နဲ့သတ်မှတ်မယ်အဲ့ဒီ whole number တွေလေ့လာခဲ့ပြီးပဲအဲ့ဒီ whole number တွေကိုထပ်ပြီးတော့လေ့လာခဲ့ integer ဆိုပြီးတော့ကိန်းပြည့်တွေကိုလေ့လာခဲ့တဲ့ integer ကိန်းပြည့် integer ဆိုပြီးတော့လေ့လာခဲ့တဲ့ integer တွေကိုသင်္ကေတတော့ z နဲ့သတ်မှတ်အဲ့ဒီ integer တွေထဲမှာဘာတွေပါမလဲnegative number တွေပါမယ်0တွေပါမယ် positive number တွေပါမယ်ဒါ integer တွေအဲ့ဒီ integer တွေကိုဆက်ပြီးတော့ထပ်ပြီးခွဲလိုက်တဲ့အချိန်မှာ rational number ဆိုပြီးတော့ထပ်ပြီးတော့ပါလာပါတယ် rational number ဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အဆုံးရှိပြန်ထက်ဒသမကိန်းတွေပါအဆုံးရှိပြန်ထက်ဒသမကိန်းတွေအဆုံးရှိပြန်ထက်ဒသမကိန်းတွေကို rational number သူတို့သင်္ကေတက q နဲ့သတ်မှတ်မယ်အဲ့ဒီနောက်မှာထပ်ပြီးတော့သူတို့တွေကိုထပ်ပြီးတော့လေ့လာခဲ့တဲ့အချိန်မှာ irrational number တွေကိုထပ်ပြီးလေ့လာခဲ့ပြန်ပါတယ် irrational number တွေဆိုတာအဆုံးလည်းမရှိဘူးပြန်လည်းမထက်ဘူးအဲ့လိုမျိုးဒသမကိန်းတွေအားလုံး irrational number တွေလို့ခေါ်တယ်ဥပမာဘယ်လိုဟာမျိုးတွေလဲဆို pi တို့ square root တို့ 2လိုမျိုးကိန်းတွေဒီ irrational number တွေအားလုံးပဲဖြစ်ပါတယ်အဲ့ဒီ natural number တွေ whole number တွေ integer တွေ rational number တွေ irrational number တွေအကုန်လုံးပါတဲ့ကိန်းအစုအဝေးကြီးကိုတော့ဆရာကြီးတို့နာမည်တက်လိုက်ပါတယ်ဘာ number လို့နာမည်တက်လိုက်လဲဆိုတော့ real number လို့စပြီးတော့နာမည်တက်လိုက်တယ်အဲ့ဒါဆို real number ဓာတ်တစ်ခုလုံးပြီးသွားတယ်ဟုတ်ပြီအဲ့ real number ပြီးရင်ဆရာကြီးတို့စိတ်ကူးရင်ကိန်းလေးတစ်ခုကိုတီထွင်လိုက်ပါတယ် imaginary number လို့ခေါ်တဲ့စိတ်ကူးရင်ကိန်းလေးတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒီစိတ်ကူးရင်ကိန်းလေးကဘာလဲဆိုသင်္ကေတ i မှာသူ့ကိုနောက်ထပ်တစ်မျိုးဘာလို့ပြောကြလဲဆိုရင် iota လို့လည်းပြောပါတယ် iota လေးကိုဆရာကြီးတို့တီထွင်လိုက်ပါတယ် iota အဲ့ iota ရဲ့တန်ဖိုးက i ရဲ့တန်ဖိုးက square root of -1 မှာရေးသားပိုင်ခွင့်တော့မရှိဘူးဒါလေးကိုသိထားမယ် i ရဲ့တန်ဖိုးက square root of -1 အဲ့မှာ i square equal to -1 ဒါလေးကိုသိထားပြအဲ့ဒီ imaginary number တွေကိုအထက်က real number တွေနဲ့ရောလိုက်တဲ့အချိန်မှာဘာ number တွေဖြစ်လာလဲဆိုတော့ complex number ဆိုတာဖြစ်လာပါတယ် real number တွေရဲ့ imaginary unit လေးဖြစ်တဲ့ Harry I လေးရဲ့ရောပြီးတော့ထွန်းလိုက်တာ complex number ဆိုပြီးတော့ရေးလိုက်လာပါတယ်အဲ့ဒါကြောင့်ကိန်းတွေရဲ့မူလအစပထမဒီ natural number ကနေတဆင့်ပြေးလာတဲ့အချိန်မှာ whole number တွေဖြစ်လာတယ် whole number တွေကနေမှတဆင့် integer ကိန်းပြေးတွေကိုဖန်တီးတယ် rational number အဲ့ဒီနောက်မှာ irrational number တွေဖန်တီးလာကြတယ်အဲ့ဒီနောက်မှာ real number ကိုဖန်တီးတယ် real number ဖန်တီးပြီးရဲ့နောက်မှာ imaginary unit I လေးကိုဖန်တီးကြအဲ့ဒီ I ရဲ့ real number တွေရောပြီးတော့ complex number ဆိုတော့ကိန်းဥစီတစ်စုလုံးဖန်တီးလိုက်ပါတယ် whole number လို့ပြောရင် natural number တွေပါပြီးသားပါ integer လို့ပြောရင် whole number လည်းပါပြီးသား natural လည်းပါပြီးသားပါ rational number လို့ပြောရင် integer whole number နဲ့ natural number တွေပါပြီးသားပါ irrational number အုပ်စုထဲမှာဆိုဘယ်သူတွေပါမလဲဆိုရင် rational number integer whole number နဲ့ natural number တွေပါဝင်ပါမယ်အဲ့ဒီထဲကနေမှာ real number အုပ်စုကိုပြောပါဆိုရင်ဒီ irrational rational integer whole number integer natural number တွေပါမယ်အဲ့ရနေမှာတဆင့် complex number ကိုပြောမယ်ဆိုရင် complex number အုပ်စုထဲမှာ real number irrational number rational number whole number integer နဲ့ natural number တွေပါတယ်ထူးခြားချက်အနေနဲ့ complex number ထဲမှာဘယ်သူလေးပါထပ်ပါမလို့ဆိုရင် imaginary number လေးပါပါမယ်ဒီ imaginary number တော့ real number အုပ်စုထဲမှာမပါပါဘူးသူကတီးတန့်လေးဖန်တီးထားတာပါဟုတ်ပြီဒီ imaginary number ကဘယ်အချိန်မှာဖြစ်တာအောင်ဆိုရင်ဆရာတို့ကနှစ်ထပ် equation တွေရှင်းတယ်နှစ်ထပ် equation တွေရှင်းတယ် a square example ဥပမာပြောရမယ်ဆိုရင် a square + 4 equal to 0ဆိုတဲ့ equation ကြီးကိုရှင်းတယ်အဲ့လိုမျိုးရှင်းတဲ့အချိန်မှာ a square equal to -4 ဟုတ်ပြီအဲ့ဒါဆိုဒီကနေပြီးတော့ဆရာတို့ကဆက်ပြီး equation တွေကရှင်းလို့မရတော့အဲ့လိုရှင်းလို့မရတော့တဲ့အချိန်ကြီးလုံးဝပြီးဆုံးသွားတဲ့ deadline ကိုရောက်သွားပြီအဲ့လိုမျိုးအခြေအနေမှာရှင်းလို့မရတော့အဲ့ဒီအချိန်မှာရှင်းလို့ရအောင်ဆိုပြီးတော့
ကိန်းတစ်ခုတီထွင်လိုက်တယ်အဲ့ဒီကိန်းကတော့ i ပဲဖြစ်ပါတယ် i square to square root of -1 ဆိုတဲ့ကိန်းလေးကိုဖန်တီးလိုက်ပါတယ်အဲ့တော့တစ်ခုတီထားမှာ i square equal to -1 ဆိုတာတီထားပါမယ်လက်တွေလောက grade 12မြန်မာပြည်သင်ရိုးမှာဆိုတော့ i square square to -1 လို့ပြောပါမယ် i square to square root of -1 လို့ရေးသားပိုင်ခွင့်မရှိပါဘူး grade 12သင်ရိုးမြန်မာပြည်သင်ရိုးအတွက်ဆိုရင်တော့ i square square to -1 ဆိုတာလေးကိုတီထားပေးရပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာကြီးတို့ဆက်လက်ပြီးတော့test book ရဲ့ exercise 1.1 နဲ့မှာပါတဲ့ number 3ရဲ့အကြောင်းကိုစပြီးတော့လေ့လာကြည့်ပါမယ် number 3မေးခွန်းလေးကိုစပြီးတော့ဆရာတို့လေ့လာကြည့်ပါဟုတ်ပြီ number exercise 1.1 နဲ့မှာပါတဲ့ exercise 1.1 နဲ့မှာပါတဲ့ number 3ရဲ့မေးခွန်းလေးကဘာမေးလဲဆိုတော့ find နဲ့ရှာပေးပါ find ရှာပေးပါ the value or I power n I power n ရဲ့တန်ဖိုးကိုရှာပေး for every positive integer အပေါင်းကိန်းပြည့် n တန်ဖိုးအလုံးအတွက် integer အပေါင်းကိန်းပြည့် n တန်ဖိုးအလုံးအတွက်ရှာပေးပါ I power n ရဲ့တန်ဖိုးကိုရှာပေးပါဝဲအဲ့မှာ तू ကပေးထားတယ် i square square to -1 မှာ i cube equal to က i square into i ဖြစ်ပါတယ် i power 4 က i square into i square etc အစရှိသဖြင့်မြှောက်ထားတယ်ဆိုရင် i power n ရဲ့တန်ဖိုးကို तू ကတွက်ချက်ခိုင်းတယ်ဟုတ်ပြီအဲ့ဒါဆိုဆရာကြီးတို့စပြီးတော့ရှင်းကြည့်အောင် solution စပြီးဖြေရှင်းကြည့်ဟုတ်ပြီအဲ့တော့ဆရာကြီးတို့မှာရှိထားတာ i square equal to -1 i square equal to -1 ဟုတ်ပြီအဲ့ဒါဆိုရင် i cube ဆိုတာ i square နဲ့ i နဲ့မြှောက်ထားတာအခြေတူမြောက်ထက်ညွှန်ချင်းပေါင်းတဲ့သဘောမျိုး i square ရဲ့တန်ဖိုးဒီ-1 i ရဲ့တန်ဖိုးက i မေးထားမယ်အဲ့တော့-1နဲ့ i နဲ့မြှောက်တဲ့အချိန်မှာ -i ရပါမယ်ဟုတ်ပြီတက်ပြီးတော့လေ့လာကြည့်မယ် i power 4 i power 4ဆိုတာ i square နဲ့ i square နဲ့မြှောက်ထားခြင်းအခြေတူမြောက်ထက်ညွှန်ပေါင်းမယ် i square ရဲ့တန်ဖိုးဒီ-1 i square ရဲ့တန်ဖိုးဒီ-1 -1 နဲ့1နဲ့-1နဲ့မြှောက်တဲ့အချိန်မှာ1ဟုတ်ပြီအဲ့ဒီအချိန်မှာ i power 5ကိုမြှောက်လိုက်တဲ့အချိန်မှာ i power 5ဆိုတာမြင်အောင်ကြည့်ရမယ်ဆို i power 4နဲ့ i နဲ့မြှောက်ထားပါတယ် i power 4ဆိုတာ1မှာ i က i 1နဲ့ i နဲ့မြှောက်တော့ရလာမယ်အဖြေက i ပဲရှိပါသေးတယ်ဟုတ်ပြီအဲ့ဒါဆိုတဖန်ဆက်ပြီးတော့လေ့လာကြည့်ပြီ i power 6 i power 6ဆိုတာရှေ့ကမြင်အောင်ကြည့်မယ်ဆိုရင် i power 5 into i ပဲဖြစ်ပါတယ် i power 5ရဲ့တန်ဖိုးက i မှာ i က i မှာ i နှစ်ခါမြောက်တော့ i square ပါ i square ရဲ့တန်ဖိုးဒီဘယ်လောက်လဲဆိုတော့ i square ရဲ့တန်ဖိုးဒီ-1ပဲဖြစ်ပါတယ်ဒါလေးကိုသိထားပြရမယ်ဟုတ်ပြီတဖန်ဆက်လက်ပြီးတော့လေ့လာကြည့်တဲ့ i power 7 i power 7ဆိုတာ i power 6နဲ့ i နဲ့မြှောက်ထားတာပါ i power 6က-1မှာ i က i မှာ i power -1နဲ့ i နဲ့မြှောက်တော့ -i ဆိုတာရလာပါမယ်ဟုတ်ပြီတဖန်ဆက်လက်ပြီးတော့i power 8 i power 8ကိုတွက်ချက်ကြည့်မယ် i power 8ဆိုတာ i power 7နဲ့ i နဲ့မြှောက်ထားတယ် i power 7ဒီ-i i က i နှစ်ခါမြောက်တော့-i square ဖြစ်သွားတော့-1ဒီရှေ့မှာ-နဲ့မြှောက်လိုက်တော့သူ့ရဲ့တန်ဖိုးက1ဟုတ်ပြီထပ်ပြီးတော့လေ့လာကြည့်ဦးမယ် i power 9 i power 9ဆိုတာ i power 8နဲ့ i နဲ့မြှောက်ထားပါတယ် i power 8ရဲ့တန်ဖိုးက1 i က i 1နဲ့ i နဲ့မြှောက်တော့ i ရဟုတ်ပြီတပန်ဆက်လက်ပြီးလေ့လာကြည့်မယ် i power 10 i power 10ဆိုတာ i power 9နဲ့ i နဲ့မြှောက်ထားပါတယ် i power 9ရဲ့တန်ဖိုးက i မှာ i က i နှစ်ခါမြောက်ရင် i square ရဲ့တန်ဖိုးဒီ-1ဟုတ်ပြီထပ်ပြီးလေ့လာကြည့်မယ် i power 11 equal to i power 10နဲ့ i နဲ့မြှောက်ထားပါတယ် i power 10က-1မှာ-1နဲ့ i နဲ့မြှောက်တော့-i ရပါမယ်တပန်ဆက်ပြီးတော့လေ့လာကြည့် i power 12 i power 12ဆိုတာ i power 10နဲ့ i square နဲ့မြှောက်ထားပါတယ် i power 10က-i square က-1သူတို့နှစ်ခုမြှောက်လိုက်တော့ i power 10က-i power 10က-1 i power 10က-1 i square ကလေ-1 နဲ့မြှောက်တော့1ရပါတယ်ဟုတ်ပြီအဲ့တော့ဒီပု္ပ္ပစာထဲမှာချုံးကြည့်လိုက်တဲ့အချိန်မှာအဖြေဒီဘာတွေပဲလက်ပတ်ထွက်နေလို့ဆို 1i -1 -i 1i -1 တဖန်ဆက်ပြီးလေ့လာကြည့်လဲ 1i -1 -1i အဲ့ပုံစံမျိုးတွေပဲထွက်တဲ့အချိန်မှာဆရာကြီးတို့ကကိန်းညူပြန်ကြည့်လိုက်1ထွက်တဲ့အဖြေကိုကြည့်လိုက်တဲ့အချိန်မှာ1ထွက်တဲ့အဖြေဒီ i power 4မှာ1ထွက်တယ် i power 8မှာ1ထွက်တယ် i power 12မှာအဖြေက1ထွက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်တဖန်ဆက်ပြီးတော့လေ့လာကြည့်မယ်နောက်တစ်ခု i ထွက်တဲ့အဖြေ i power 5မှာအဖြေက i ထွက်ပါတယ်နောက်တစ်ခု i power 9မှာအဖြေက
I ထွက်နေပါတယ်ဟုတ်ပြီတဖန်ဆက်လက်ပြီးတော့လေ့လာကြည့်မယ် I power 6မှာဆိုရင် minus 1မှာ I power 10မှာဆိုရင်အဖြေဒီ minus 1ဟုတ်ပြီ I power 7မှာဆိုရင်အဖြေက minus I မှာ I power 11မှာဆိုတဲ့အဖြေက minus I မှာ4ရယ်8ရယ်12ရယ်မှာဆိုတော့1ထွက်တယ်5ရယ်9ရယ်မှာဆိုရင်တော့အဖြေက I ထွက်တယ်6ရယ်10ရယ်မှာဆိုတော့အဖြေက minus 1ထွက်တယ်ခွင်ရယ်17ရယ်မှာဆိုရင်တော့အဖြေက minus I ထွက်တယ်အဲ့ရနေပြီးတော့ဆရာကြီးတို့ကထက်ညွန့်ညွန့်လေ့လာကြည့်တယ်4-8-12ဆိုတာတနည်းအားဖြင့်4နဲ့စားလို့ပြတ်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်9ရယ်9ရယ်လေ့လာကြည့်တဲ့အချိန်မှာ4နဲ့စားရင်1ကျွန်းနေအောင်တွေ့ရတယ်6ရယ်10ရယ်ကိုလေ့လာကြည့်တဲ့အချိန်မှာ4နဲ့စားရင်2ကျွန်းနေအောင်တွေ့ရပါတယ်ခွင်နဲ့17ကိုစားကြည့်တဲ့အချိန်မှာ4နဲ့စားရင်3ကျွန်းတာကိုတွေ့ရပါတယ်အဲ့တော့ဆရာကြီးတို့ကအလွယ်မှတ်တော့I power n ရဲ့အဖြေတွေကဖြစ်နိုင်ခြေဘယ်နှခုလဲရှိလဲဆိုရင်4ခုပဲရှိပါတယ် I power n ရဲ့အဖြေတွေကဘာတွေဖြစ်နိုင်လဲ I ဆိုတဲ့အဖြေဖြစ်နိုင်တယ် minus 1ဆိုတဲ့အဖြေဖြစ်နိုင်တယ် minus I ဆိုတာဖြစ်နိုင်တယ်1ဆိုတာဖြစ်နိုင်ဒီအဖြေတွေဖြစ်နိုင်ဟုတ်ပြီ I ရတဲ့အခြေအနေပြန်ကြည့်မယ် I ရတဲ့တန်ဖိုးတွေဒီ9ဓာတ်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 ဆိုတာ4နဲ့စားရင်1ကျွန်းတဲ့အခြေအနေပါဘယ်အခြေအနေမှာရမလဲဆိုရင် r equal to 1 r ဆိုတာ remainder ကိုပြောတာဆရာကြီးအောက်မှာရှင်းလင်းချက်ကလေးရေးပြမယ် remainder 1ဖြစ်ရင်အဖြေက I ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ထပ်ပြီးအဖြေ minus 1ထွက်တာတွေကိုလေ့လာကြည့် minus 1ထွက်တာဒီ10ရယ်6 6ဒီ4နဲ့စားလိုက်တဲ့အချိန်မှာအကျွန်းဘယ်လောက်ဖြစ်လဲဆိုရင်2ဖြစ်ပါတယ်အကျွန်း2ဖြစ်နေတဲ့အချိန်မှာအဖြေက minus 1ရဟုတ်ပြီ minus I ကအကျွန်းဘယ်အခြေအနေမှာလဲဆိုရင်အကျွန်း3ရတဲ့အခြေအနေမှာဆိုရင် minus I ရပါတယ်အကယ်လို့များအကျွန်းမရှိခဲ့ဘူးဆိုရင်တော့1ရဟုတ်ပြီအဲ့ဒါဆိုအကျွန်းဆိုတာဘာလဲအကျွန်းဆိုတာဘာလဲလို့ပြောရင်အကျွန်းဆိုတာအဲ့ဒီ n လေးကို r ဆိုတာဘာလဲပြန်ပြီးတော့ရှင်းမယ်R ဆိုတာဘာကိုပြောတာလဲဆိုတာဆရာကြီးပြန်ပြီးတော့ရှင်းပါမယ် R ဆိုတာတဲ့ R ဆိုတာ is the remainder ဘာလေးတစ်ခုလဲဆိုရင်စာကျွန်းလေးတစ်ခုဟာဘလို့စာကျွန်းလေးလဲဆိုရင်1ဘယ်ချင်းနေလဲဆိုရင် n8 divided by 4 n တန်ဖိုး4နဲ့စားလိုက်တဲ့အချိန်မှာရလာတဲ့စာကျွန်းပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီ I power n နေကိုတွက်ထုတ်တဲ့နေရာမှာထက်ညွန်းကို4နဲ့စားလိုက်ပါ4နဲ့စားလိုက်လို့အကျွန်း1ရခင်အဖြေက I ဖြစ်ပါမယ်အကျွန်း2ရခင်အဖြေက minus 1ဖြစ်ပါမယ်အကျွန်း3ရခင်တော့အဖြေက minus I ဖြစ်မယ်အကျွန်း0ဖြစ်မယ်ဆိုရင်တော့သူ့ရဲ့တန်ဖိုးဒီ0ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဆရာတို့ဒီနောက်မှာ note ကလေးတစ်ခုမှတ်ပါမယ်ဘာကိုမှတ်မလဲဆိုရင် I power n plus I power n plus 1 plus I power n plus 2 plus I power n plus 3ကဲလျက်ရှိတော့ I ရဲ့ထက်ကိန်း၄ခုပေါင်းခြင်းဒီအမြဲတမ်း0ထွက်ပါတယ်ဒါလေးကိုမှတ်ထားမယ်ဆိုလိုချင်တာ I ရဲ့ I square ရဲ့ I cube ရဲ့ I power 4ရဲ့မြောက်အမြဲတမ်း0ထွက်ဒါလေးကိုသိထားပြီးမယ်ဒါလေးကိုမှတ်ထားပေးရအောင်မယ်ဟုတ်ပြီဒီလိုမှလာမဟုတ်ဘူးဥမာများတာလာလိုက်မယ်ဥမာ1025အပေါင်း I power 1026 I power 1020ခွင် I power 1028လိုဟာမျိုးတွေပေါင်းရင်လည်းအဖြေကအမြဲတမ်း0 power တွေကိုကြည့်ပါ power တွေကကက်လျက်ရှိရဲ့ဂိမ်းတွေဖြစ်နေပါတယ်ဟုတ်ပြီအဲ့ဒါလေးတွေကိုမှတ်ထားပေးရမယ်အဲ့တော့ဆရာကြီးတို့ဒီ I power n နဲ့တန်ဖိုးတွေကိုတွက်မယ်ဆိုရင်ထက်ညွန်းကို4နဲ့စားမယ်စားလိုက်လို့အကျွန်းက1ရခဲ့ရင်သူ့ရဲ့အဖြေဒီ I ဖြစ်မယ်အကျွန်း2ရခဲ့ရင်သူ့ရဲ့အဖြေဒီ minus 1ဖြစ်မယ်အကျွန်း3ရခဲ့ရင်သူ့ရဲ့အဖြေဒီ minus I ဖြစ်မယ်အကျွန်း0ထွက်ခဲ့ရင်တော့သူ့ရဲ့အဖြေဒီ1ဖြစ်ပါမယ်ဥပမာဘယ်လိုမျိုးလဲတပုတ်လောက်စမ်းတွေ့ကြည့်မယ် I power 2026ထက်ညွန်း4နဲ့စားမယ်4နဲ့စားကြည့်မယ်2026ကို4နဲ့စားမယ်45 5လီ20နှစ်ဆွဲချမယ်3ညလီ3ည26 46လီ24 4ခုနဲ့20ဆိုတော့အဲ့တော့24အဲ့တော့ဘာကျွန်းလဲဆိုရင်2ကျွန်းတယ်အဲ့ဒါဆိုရင်2ကျွန်းနေဆိုရင်အဖြေကဘယ်လောက်ဖြစ်ရမလဲ I အကျွန်း2ရတယ်ဆိုရင် I square ပေါ့ I square ဆိုတော့သူ့ရဲ့တန်ဖိုးက -1 ပါဒါလေးတွေကိုမှတ်သားထားပါမယ်